အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ကစိတ်သားလေးကိုအမြန်ဆုံးပေါ့နော်ဘလို့အသားဟိုနူးအောင်ချက်မလဲပြီးတော့ဒီစိတ်သားရဲ့အညီနဲ့မရှိအောင်ဘလို့ချက်မလဲဆိုရ tips လေးတွေကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးထားပါရရှင်ပထမဦးစွာစိတ်သားကိုရေးဆေးပါမယ်ရှင်ရေးဆေးဖို့အတွက်ကိုအခုလိုမျိုးဗနီဂါလေးကိုထည့်ပြီးတော့က3လေးကဆေးပေးပါတယ်ဗနီဂါလေးနဲ့ခဏလောက်စိမ်ထားပြီးမှနောက်ဆုံးတရေမှာပြန်ပြီးတော့အခုလိုပြောင်းနေအောင်ဆေးလိုက်ပါရရှင်ပြီးတော့ရင်ရတာနှပ်ပါမယ်ရတာအနေနဲ့ရောစားရဲ့စနွင်းလေးရဲ့ရတာမှုံလေးရဲ့ထည့်တယ်ပြီးရင်ငပြားလေးနဲ့နဲ့ရဲ့ပြီးရင်ငရုတ်ကောင်းလေးနဲ့နဲ့မဆလာလေးနဲ့နဲ့ကိုလည်းကအခုလိုတစ်ခါရဲ့ထည့်ပြီးတော့အရသာကိုနှက်ထားလိုက်ပါရရှင်ဒီထဲမှာကိုကလေဗနီဂါလေးနဲ့ထည့်သုံးရင်လည်းရတယ်ဒါမှမဟုတ်ရင်တံမျိုးသီးလေးညှက်လည်းရတယ်ဒါမှမဟုတ်ဆိုရင်ဒိန်ညင်လေးထည့်ပြီးတော့သုံးမယ်ဆိုရင်လည်းအသားလေးပို့ပြီးတော့မြန်နဲ့နူးညံ့စေပါရရှင်အခုလိုမျိုးလေးကိုနှက်ထားပြီးတော့နိုင်ဝက်တနာရီလောက်အသားလေးနှက်ထားပြီးပြီးဆိုမှတော့ကိုစတင်ပြီးတော့ချက်မှာဖြစ်ပါရရှင်ပြီးတော့လေဒီအသားနှက်တဲ့ထဲမှာကလေဂျင်းရီကိုမပါမဖြစ်ထောင်းပြီးတော့ညှက်ထည့်ပေးရပါသေးရဲ့အခုစချက်မဲ့အချိန်မှာကအသားကိုပထမဦးစွာပေါင်းဦးလေးနဲ့ half coat အနေနဲ့ကအရင်ပေါင်းလိုက်ပါမယ်ရှင်အဲ့ဒီရောကိုယ့်ရဲ့အချိန်ကုန်တအားတက်တာစီပါရဲ့နော်ဒီတိုင်းချက်မယ်ဆိုရင်အချိန်ကလည်းကြာတယ်မီလည်းအကြာကြီးပေါ့နော်ချက်ထားရရဲ့ရှင်အခုလိုမျိုး half coat ပေါင်းဦးလေးနဲ့ပေါင်းထားလိုက်မယ်ဆိုရင်10မိနစ်15မိနစ်ဆိုတာနဲ့ဒါအသားလေးကတဝက်ကျက်သွားပါပြီရှင်အခုဆိုရင်အသားချက်ဖို့စတင်ပြင်ဆင်ပါမယ်ချက်သွန်အနီနဲ့ဂျင်းနေနဲ့ကိုစီတက်ပါရဲ့ရှင်ချက်သွန်အနီဂျင်းနေချက်သွန်ဖြူတွေကအခုလိုအယောင်နှမ်းသွားပြီဆိုရင်တို့ကအယောင်တမုံလေးထည့်မယ်ပြီးရင်အကျန်းပတ်လေးပေါ့နော်အခုလိုမျိုးဆက်လေးစားမယ်ဆိုရင်များများလေးထည့်ပေးပြီးတော့မဆလာလေးပါနည်းနည်းလေးထပ်အုပ်လိုက်ပါရဲ့ရှင်အခုလိုမျိုးလေးမှုေးလာပြီးဆိုမှခုနကတဝက်ပြုတ်ထားပြီးသားဖြစ်တဲ့အသားလေးကိုတို့ကဒီအနှစ်ထဲကိုထည့်ပြီးတော့ဆက်လက်ပြီးတော့ဆက်ချက်မှာဖြစ်ပါရဲ့ရှင်ဒါကတော့တဝက်ကြက်ထားပြီးသားအသားလေးတွေပါရှင်အသားလေးတွေကြီးပဲအရင်ဆဲထုတ်ပြီးတော့ခုနကစီတက်ထားတာနဲ့အရင်ဆုံးစီပြန်တဲ့အထိအရင်အရသာဝင်တဲ့အထိကိုတို့ကအရင်ချက်ပေးလိုက်ပါရှင်အခုဆိုရင်အနံလေးကမွေးလေးနဲ့အရသာလေးတွေဝင်နေပါပြီရှင်အခုလိုအရသာဝင်သွားပြီဆိုမှခုနကပြုတ်ထားတဲ့ပေါင်းတွေကပြုတ်ရည်လေးထည့်မယ်ပြုတ်ရည်ကတအားမရှိတော့ဘူးဆိုရင်ရေနွေးလေးပါနည်းနည်းလေးထပ်ထည့်ပြီးတော့နောက်ထပ်တစ်ဝက်ကိုကပြန်ပြီးတော့ချက်မှာဖြစ်ပါရဲ့ရှင်အခုလိုမျိုးအဖုံးလေးအုပ်ပြီးတော့ချက်လာလိုက်တာပေါ့နော်ဒါမီးအေးလေးနဲ့ပဲကချက်ထားပါတယ်အခုဆိုရင်အသားလေးကလည်းနူးညံ့ပြီးတော့စီပြန်လာခြင်းပါပြီရှင်ဒါစီပြန်လာပြီဆိုရင်တော့တို့ကချလို့ရပါပြီရှင်တို့ကဒီနေ့မှာအရသာလေးမီးကြည့်ရပေါ့နော်အရသာလေးကနည်းနည်းပေါ့နေလို့ငပြားရည်လေးနည်းနည်းထပ်ထည့်ပြီးတော့သူ့ကိုစီပြန်တဲ့အထိကချက်လိုက်ပါရဲ့ရှင်အခုလိုမျိုးစီပြန်သွားပြီဆိုရင်ကအခုစားဖို့အတွက်ပကံလေးတဲ့ကိုခွဲထည့်ပါမယ်ရှင်အခုနောက်ပိုင်းဒီမှာရာသီဥတုကတအားပူဖြစ်တဲ့ကြောင့်ကအခုလိုမျိုးဘိုးလေးတွေနဲ့ခွဲပြီးတော့ထည့်ထားပါမယ်ရှင်အခုလိုမျိုးခွဲပြီးတော့တင်ထားပြီးတော့ကိုစားမဲ့ဘူးကိုပဲကိုကထုတ်ထားမှာဖြစ်ပါရဲ့ရှင်ကဲအခုဆိုရင်ပေါ့နော်စိတ်သားကိုကဒါနိုင်ဝက်လောက်နဲ့အမြန်ချက်သွားတာပါရှင်ပုံမှန်ဆိုရင်အကြာကြီးချက်ရရပေါ့နော်ဒီအသားရည်ကနူးညံ့မှုသိမ့်မလွယ်ပါဘူးရှင်အခုလိုမျိုး half coat နဲ့10မိနစ်15မိနစ်ချက်ပြီးသွားတဲ့အချိန်ကျမှအခုလိုစီပြန်တဲ့အထိတည်လိုက်ရုံနဲ့ဒါလက်ကူမြန်ဆန်တဲ့စိတ်သားဟင်းမွေးလေးရပါပြီရှင်